ပုံစံမျိုးစပင်းတွေကျဲနေတယ်နော်ပါနေတယ်ဥယျာဉ်ပြဖိုးဖွေးကြီးမြင်ရတယ်မေးရအောင်ရေးတဘာဝနီလန်လေးပေးပါဘယ်လိုလုပ်ရမလဲဆိုရင်ပြောပြမယ်ရှင်လိုက်လို့ဖို့တော့လိုရယ်နော်ကျမကအမြဲတမ်းနီးတွေပေးတယ်လိုက်လို့မှသာတကယ်ကိုအဆင်ပြေမှာဖြစ်ပါတယ်ရှင်ဆိုတော့ကျက်သွန်နီတစ်လုံးကိုကြိတ်လိုက်ကြိတ်ရည်ပေါ့နော်ကျက်သွန်နီတစ်လုံးကိုကြိတ်လိုက်ပါအဖြူက2မွာပေါ့နော်ကြိတ်လိုက်ပါရောကြိတ်ရည်ကိုကျမတို့လိုချင်တာတထုရည်ပေါ့နော်လိုချင်တာပြီးလို့ရှိရင်ကွန်ရွက်9ရွက်လောက်ရဲ့ကြိတ်ရည်ကိုလည်းလိုချင်ပါတယ်အဲ့ဒီအရည်3မျိုးရပြီဆိုလို့ရှိရင်တန်မြာရည်ကတော့3ဆက်လောက်လိုမယ်ရှင်ဆိုတော့အဲ့ဒါလေးကိုရောသမားမှုပြီးတော့ကျမတို့စပင်ကိုခေါင်းမလျှော့ခင်မိနစ်20လောက်မှာစပရေးပုံစံမျိုးနဲ့စပင်နှံ့ကိုဖျန်းပါဆန်သားနှံ့ကိုဖျန်းပြီးကျဲနေတဲ့နေရာလေးလည်းဖျန်းပြီးရတယ်ဥယျာဉ်ပြလည်းထိလို့ရတယ်မိနစ်20လောက်တော့သုံးပါဆိုတော့ကျမပြောတဲ့အညွန်အတိုင်းနီလန်အတိုင်းလိုက်လို့ကြည့်ပါစပင်တွေ2လလောက်ဆိုလို့ရှိရင်တော်တော်ယူတိတာလာပါလိမ့်မယ်နော်အဲ့တော့စပင်ကျဲနေတဲ့လူတွေအတွက်လိုက်လို့ပါအဲ့တော့စပင်နဲ့ပတ်သက်ပြီးတော့နီတွေမျိုးမျိုးအရောင်ကမျှဝေပေးပါတယ်ဆေးဘက်ဝင်တဲ့အရာတွေဖြစ်ပါတယ်ရှင်ဆိုတော့လိုက်လို့ဖို့အတွက်အရောင်ကrecommendပေးတယ်တကယ်ကောင်းတဲ့နီတွေဖြစ်တယ်